margin level ဆိုတာဘာလဲ margin level ဆိုတာကတင်းကောက်ရဲ့ကျန်းမာရေးခြေနေကိုညွှန်ပြတဲ့တိုင်းတာတစ်ခုဖြစ်ပါတယ်တင်းရဲ့ equity နဲ့ဖွင့်ထားစေကုန်သွယ်မှုတို့အတွက်အသုံးပြုထားတဲ့ margin တို့ကိုအချိုးချပြီးရာခိုင်နှုန်းနဲ့ဖော်ပြလေးရှိပါတယ်ဒီ formula ကိုအသုံးပြုပြီး margin level ကိုလွယ်လွယ်ကူကူတွက်ချက်နိုင်ပါတယ်ဥပမာတစ်ခုကိုကြည့်လိုက်ကြရအောင်ကုန်သည်တစ်ယောက်က equity ပမာဏဒေါ်လာ9000ရှိပြီးအသုံးပြုထားတဲ့ margin ပမာဏဒေါ်လာ1000ရှိမယ်ဆိုရင်ဒီကုန်သည်အကောက်ကျန်းမာရေးဒေါ်လီကောင်းမွန်နေသေးတယ်လို့ယူဆရမှာပဲဖြစ်ပါတယ်margin level နဲ့ပတ်သက်တဲ့အခြေခံနည်းမှာတစ်ခုကတော့ margin level မြင့်မားလေး stock margin call တို့နဲ့ရှင်းဆိုင်ရဖို့အလားအလာပိုနေလေးပဲဖြစ်ပါတယ် margin call အကြောင်းကိုလာမယ့်ဗီဒီယိုမှာဆက်လက်လေ့လာနိုင်ပါတယ်ခင်ဗျာ